hello shopping ထက်တဲ့ချိန်ကြလို့ဆိုရင်အသုံးများတဲ့စကားပြောလေးတစ်ချက်ကြည့်ကြအောင်နော်ဒါဆန်းဝတ်ကြည့်လို့ရလား Can I try this on Can I try this on အဝတ်လဲခင်းကဘယ်မှာတော့ Where is the fitting room Where is the fitting room ခွာနေပြီးအဝတ်စားကိုဝတ်ကြည့်ပြီးတဲ့အချိန်မှာဆိုလို့ဆိုရင် site ကမတော်ဘူးဖြစ်နေရဆိုလို့ဆိုရင်ကြတို့ကိုမေးလို့ရပါတော့တခြား site ရှိသေးလားဆိုလို့ဆိုရင်ကြ Do you have this in a different size Do you have this in a different size အဲ့အောင်မှာကွာနေပြီးတခြားပစ္စည်းကိုရှာခြင်းတယ်အဲ့ချိန်မှာအဲ့ပစ္စည်းကဘယ်နာထားမှန်းလည်းမသိဘူးဆိုလို့ဆိုရင်ကြကွာကောင်တော်သွားပြောမေးလို့ရတယ်ပေါ့နော်ဘယ်နာထားကိုဘယ်နာရှာလို့ရမလဲဆိုလို့ဆိုရင်ကြ Where can I find this Where can I find this ကိုလိုချင်တာလဲတွေ့ပြီဆိုတဲ့အချိန်ကငွေချင်မယ်ပေါ့နော်အဲ့ကြောင့်ဆိုရင်ဘယ်လောက်ကြလဲလို့မေးတဲ့အချိန်မှာဆိုလို့ဆိုရင်ကြ How much is this How much is this အဲ့အောင်မှာနည်းနည်းလေးဈေးစစ်ကြည့်မယ်ပေါ့နော်ဈေးလျှော့ပေးလို့ရလားဈေးလျှော့လို့ရလားဆိုလို့ဆိုရင် Do you offer discounts Do you offer discounts အဲ့အောင်မှာကွာနေပြငွေသားနဲ့ပေးချေလို့ရလားဆိုလို့ဆိုရင်ကြ Can I pay with cash Can I pay with cash လို့မေးလို့ရတယ်ပေါ့နော်